ချိန်နေကြည့်နေခင်ဗျလက်ရှိကိုပေးထားတဲ့ဇော်မျိုးတို့ရလာတယ်ခင်ဗျဇော်မျိုးတို့လက်ချိုးပိတ်ပြီ online မှာနည်းငယ်ထစ်နေတာကိုတော့နည်းငယ်တီးခတ်ပေးနေကြပါလေခင်ဗျဂျိတ် family တင်းဝေစင်ဦးဂျိတ် family တင်းလက်ကန်နေဆိုတော့ဂျိတ် family တင်းရမယ်ရရှိအောင်မှာပဲဖြစ်တယ်ခင်ဗျနိုင်နေတော့ကျော်ဝေစင်ဦးကမ်ဘီဝေစင်ဦးပေးထားတယ်လက်ကမ်ဘီဒီဂျိတ်ဟောနီးကပိတ်သွင်းသွားခဲ့လို့ကျွန်တော်တို့လက်ရှိချိန်ထိကိုအမိုင်မီတင်းကဂျိတ်ဖမ်မီတင်းကိုဘကိုးမရှိဆိုတဲ့အနေထားနဲ့ဥဆောင်နေရပဲဖြစ်တယ်ခင်ဗျကျွန်တော်အမိုင်မီတင်းရပြီအမိုင်မီတင်းကိုပေးထားတာပဲဖြစ်တယ်ခင်ဗျကျော်တင်တဲ့ကန်ချက်ထိထွက်သွားတယ်ဆိုပြီးတော့ဘာဖြစ်လို့လက်ကပ်ပြန်ပြီဒီချိန်မှာကိုသမားမေးခန့်အောင်ကာဝဲအမိုင်မီတင်းဖေးရောက်ကိုသမားစင်မင်းနဲ့လည်းတွဲထားတယ်ခင်ဗျဒီမှာစင်မင်းသားထည့်ပေးထားတယ်တိတ်ထိုက်ရသေးတယ်ခင်ဗျတိတ်နိုင်ပဲလက်ထွက်ထားတယ်ရရမယ်တိတ်နိုင်ပေးပြီးပိတ်ပြန်ပြီဒီချိန်မှာတော့ပြစ်တယ်မောဂျိတ် family တင်းရရှိမှာပဲဖြစ်တယ်ခင်ဗျနိုင်လင်းထုံးကျော်ကံမယ်ခင်ဗျနိုင်လင်းထုံးကျော်ဝေစင်ဦးလက်ကန်နေဒီချိန်မှာလဲဂိုဘီယာနေပဲချက်ဂိုဘီယာနေကတ်ထပ်သွားခဲ့တဲ့အတွက်ကျွန်တော်တို့ဂျိတ် family တင်းသူတို့လိုအပ်နေတဲ့ခြေပါကိုတော့မရရှိခဲ့သေးရပဲဖြစ်တယ်ခင်ဗျအခုချိန်မှာ MIB တင်းပြန်ရယူလာတယ်ခင်ဗျ MIB တင်းပဲကျော်စင်လက်တော်သားပြန်ပြီချိုးပေးထားတယ်အပိတ်တယ်ပဲဖြစ်တယ်ခင်ဗျကျော်စင်သားရှေ့ကိုပေးထားတယ်ဗမျိုးတို့ပဲလက်ကံပြီငယ်ဦးဒီနေ့ပွဲစဉ်ခြေပါကိုရရှိဖို့နည်းငယ်ခက်ခဲနေတာပဲဖြစ်တယ်ခင်ဗျပေးထားတယ်မြေဖုံးကန်ပဲတယောက်လက်ထွက်ထားသေးတယ်မြေဖုံးကန်ရကံပြီကိုလမစင်မင်းတန်ပဲဟင်းမင်းကျော်လက်ကံဒီကောင်းမြတ်သူပိတ်ပြန်ပြီအမိုင်မီတင်းမဲ့ရာသေးတယ်ခင်ဗျဂျိတ် family တင်းပြန်ရလာတယ်အာဂါမင်းမြတ်ပဲလက်ထွက်သားသေးတယ်အာဂါမင်းမြတ်ပဲလက်ချိုးပေးပြီကိုလမစင်မင်းသက်ဒီချိန်မှာလဲကောင်းချင်းစရာပဲခင်ဗျအာဂါမင်းမြတ်ကဲမယ်ခင်ဗျအာဂါမင်းပေးထားတယ်ဂျိတ် family တင်းပဲကျွန်တော်တို့ပြန်ရလာတယ်ဇော်မျိုးတို့လွတ်ကျွတ်ပဲလက်ပေးပြီဒီချိန်မှာဇော်မျိုးအမိုင်မီတင်းပေးထားတယ်ကိုလမမင်းခန့်အောင်ပဲပုတ်ထုတ်ထားတယ်အခုချိန်မှာဂျိတ်ဖန်မီတင်းပြတ်မောဂျိတ်ဖန်မီတင်းကမ်ဘီဒီချိန်မှာလဲနိုင်လင်းထုံးကျော်ဝေစင်ဦးတော့အမိုင်မီတင်းဂျိတ်ဖန်မီတင်းပဲနောက်နဲ့ပဲပေးထားတယ်နိုင်လင်းထုံးကျော်ရှေ့ကိုပေးထားတယ်ဝေစင်ဦးပဲပေးထားတယ်ဝေစင်ဦးရသေးတယ်ခင်ဗျဂျိတ် family လေးနဲ့ကစားနေရတာတော့တွေ့ရတယ်ခင်ဗျဂျိတ် family တင်းပဲပေးထားတယ်ဝေစင်ဦးနိုင်လင်းထုံးကျော်ဝေစင်ဦးနိုင်လင်းထုံးကျော်လက်ကပ်ပြီအမိုင်မီတင်းပဲကျော်စင်သက်ပဲရသေးတယ်ပေးထားတယ်လက်ကပ်ပြီမဖုံးဆန်ဝေစင်ဦးနဲ့တွဲထားတယ်အမိုင်မီတင်းပဲအောင်ထုံးရှေ့ကိုပေးထားတယ်ခင်ဗျရတယ်ခင်ဗျတိတ်လိုက်ပဲလက်ကပ်ပြန်ပြီဒီချိန်မှာလဲကိုသမားမေးအနေထုံးကျော်ရှေ့ကိုပေးထားတယ်ဝေစင်ဦးလက်ကပ်ပြန်ပြီဒီအိမ်တိုင်းရှေ့ကိုချပေးထားတယ်အမိုင်မီတင်းပဲရာသေးတယ်ခင်ဗျတဲ့ကနောက်ဆုံး final ဘူလူဝဲကြီးကိုတက်ရောက်သွားမလဲဆိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်တယ်ခင်ဗျဂျိတ် family တင်းကောင်းတော့တဲ့ဝေစင်ဦးလက်ကန်နေဒီချိန်မှာလဲကိုအိမ်တိုင်းဟင်းမင်းကျော်နဲ့တွဲထားတယ်ဟင်းမင်းကျော်တိန်ထိုင်းနဲ့ပြန်တွဲထားတယ်တိန်ထိုင်းအောင်ရဲမော်တိန်ထိုင်းပဲလက်ကန်ပြီကောင်းတော့တဲ့ဂျိတ် family တင်းပဲဆွတ်တက်လာပြန်ပြီကောင်းတော့တဲ့ရာသေးတယ်ခင်ဗျကောင်းတော့တဲ့လက်ပေးပြီတိုင်တီထွက်ခဲ့တာပဲဖြစ်တယ်ခင်ဗျ
အာကမင်းမြတ်ပဲကျွန်တော်အမိုင်မီတင်းဟိမင်းကျော်ပြန်ရလာတယ်ခင်ဗျဟိမင်းကျော်ပဲမြတ်ဖုံးကပြန်ရယူသွားပြီဂျိတ်ဖမ်လီတင်းမြတ်ဖုံးကပဲရသေးတယ်ခင်ဗျမြတ်ဖုံးကပဲရှေ့ကိုချိုးပေးထားတယ်ဂျိတ်ဖမ်လီတင်းနိုင်လင်းတို့ကျော်ကန်တယ်တိုက်ရိုက်ကန်သွင်းအဆုံးသက်ဒါကြောင့်မလို့ကိုဂျိတ်ဖမ်လီတင်းပြန်လဲရရှိမှာပဲဖြစ်တယ်ခင်ဗျကောင်းစောထက်ရသေးတယ်ခင်ဗျအမိုင်မီတင်းမတက်ပေးထားတယ်ပိတ်ပြီတကယ်ကိုချိန်တိန်ထိုင်ပေးထားတယ်စမင်းသက်ဟိမင်းကျော်စမင်းသက်ပေးတယ်စမင်းသက်လိုက်ကန်တယ်မိနစ်တွေကိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်တယ်ခင်ဗျကိုရလက်ကကျွန်တော်တို့တသင်းနဲ့တသင်းကြားမှာကျင်းမြောင်းနေသေးတာပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်သင်းကဖိုင်နယ်ကိုရောက်ရှိသွားမလဲဆိုတာတော့ကျွန်တော်တို့ရင်ကုန်စိတ်လို့ရတဲ့ချက်ထပ်ပိတ်ပြီဂျိတ်ဖမ်လီတင်းပေးထားတယ်ခင်ဗျဂျိတ်ဖမ်လီတင်းပဲလက်ထွက်ထားသေးလက်ကမ်းပြီဒီချိန်မှာလဲကိုသမားစမင်းသက်တိန်ထိုင်ပဲဆွဲဝင်လာတယ်ပြန်ညှိသွားတယ်နိုင်လင်းတို့ကျော်ရပြီခင်ဗျာကျွန်တော်ဂျိတ်ဖမ်လီတင်းကျွန်တော်နောက်တဲ့ဦးစားအောင်ရဲမုံဖြစ်တယ်ခင်ဗျအမိုင်မီတင်းရဲ့ power player အောင်ရဲမုံပေးထားတယ်ကျော်စင်သက်လက်ထွက်ထားတယ်ကျော်စင်သက်လက်ပေးပြီးပိတ်တယ်ကျွန်တော်ဒီခင်ဗျအောင်ထုံးရှိကိုလက်ကန်တယ်ဂျိတ်ဖမ်လီတင်းပဲနိုင်လင်းတို့ကျော်လက်ကန်ပြန်ပြီအောင်ရဲမွန်တိန်တိုင်းနဲ့ပဲပြန်တွဲထားတယ်ပေးပြီကျွန်တော်တို့ဆီမီဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာတော့တစ်ဖက်ကိုဟက်ထရစ်သွင်းကိုသွင်းထားနိုင်သူကစားမ2ယောက်ထိပေါ်ထွက်လာခဲ့ပြီပဲဖြစ်တယ်ခင်ဗျာဒီမှာနိုင်လင်းတို့ကျော်ရလာသေးတယ်ဂျိတ်ဖမ်လီပဲတက်ပေးထားတယ်တက်ပိတ်တယ်ထက်ရသွားမလားဆိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်တယ်ခင်ဗျအဲ့မကျော်ဆွဲဝင်လာတယ်ဘောလုံးညက်နေသေးတယ်ခင်ဗျလက်ကမ်းပြန်ပြီနိုင်လင်းတို့ကျော်ဒီချိန်မှာလဲဂိုးဝင်သွားပြီပဲဖြစ်တယ်ခင်ဗျာ